အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အညိုးဆိုတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအပိုင်း1လေးကိုစတင်ပြီးတော့မှပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲအားလုံးပဲအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ခဲ့ကြရအောင်ဗျာအညိုးဆိုတာအချိန်ကြာလာရင်မေ့သွားမယ်လို့လူတွေကထင်ကြတယ်ဒါပေမဲ့တချို့အညိုးတွေကအသွေးထဲထိစိတ်ဝင်ပြီးအသက်ရှူတိုင်းနာကျင်နေရတာမျိုးပေါ့အဖေဒီနေ့တော့သားပြန်လာပြီအဖေကိုတတ်သွားတဲ့သူတွေကိုသားဘယ်တော့မှမမေ့ဘူးလွန်ခဲ့တဲ့10နှစ်မင်းထက်ရဲ့ဘွားကိုဖျက်ဆီးသွားခဲ့တဲ့ညာကသူ့အဖေဦးသိန်းမောင်ဟာမတရားဆွဆွဲမှုတစ်ခုနဲ့အကျဉ်းထောင်ထဲမှာအသက်သေဆုံးသွားခဲ့ရတယ်အဲ့ဒီဆွဆွဲမှုရဲ့နောက်ွယ်မှာနာမည်တစ်ခုရှိနေတယ်ဦးလှအောင်မင်းထက်အဲ့ဒီလူတွေပြန်လာပြီဆိုတာအမှန်လားအမှန်ပဲမင်းတက်ဦးလောက်အောင်ပြန်ရောက်လာပြီဒါပေမဲ့တားညိုးတွေကိုစက်မထိန်တာပါနဲ့တော့အဲ့ဒီမို့အညိုးကိုမထိန်ထားချင်ဘူးဆိုရင်တားဘွားကိုစကြရန်ပြတ်စီခဲ့တယ်မို့မင်းထက်ရဲ့စိတ်အတွင်းမှာဒေါသတွေမဟုတ်ဘူးအညိုးတွေကတဆဆကြီးထွားလာခဲ့တယ်မင်းထက်မင်းဒီရွယ်ထိတောင်ရောက်လာပြီလားဟုတ်တယ်အဖေမရှိတဲ့သူတယောက်အနေနဲ့ကျွန်တော်ကြည်ပြင်းလာခဲ့ပြီငါမှာပါကွာဒါပေမဲ့ငါလည်းငါအဖြစ်တွေကိုခံနေရပါပြီမရဘူးအဖေရဲ့ဘဝနဲ့ခမည်းဘဝကိုမလဲနိုင်ဘူးအညိုးတွေကလက်တော့ပြန်ရှင်းနေပြီးဆုံးမလားဒါမှမဟုတ်စွန့်လွတ်ခြင်းနဲ့ဆုံးမလားဒီညမှာတော့မင်းထက်ဆုံးဖြတ်ရတော့မယ်အဖေသားအညိုးတွေကိုတတ်လိုက်ပြီဒါပေမဲ့သားမမေ့ဘူးအညိုးဆိုတာမေ့ဖို့မဟုတ်ဘူးကိုယ့်ကိုမဖြစ်သင့်တဲ့သူတယောက်မဖြစ်အောင်တတိပေးနေတယ်အမှတ်တရတစ်ခုသာဖြစ်တယ်အပိုင်း1လေးပြီးပါပြီ